လောကမှာတဘာဝကိုဓမ္မလို့မြင်နေထင်နေကြသူတွေလည်းရှိကြတယ်။တဘာဝနဲ့ဓမ္မအတူတူလို့မြင်နေကြသူတွေလည်းရှိတယ်။တဘာဝနဲ့ဓမ္မတခြားစီလို့မြင်နေကြသူတွေလည်းရှိတာပဲ။တဘာဝကိုသိမြင်ရင်တရားကိုသိမြင်တာပဲလို့ယူဆသူတွေလည်းရှိတယ်။တဘာဝဆိုတာသူ့ပင်ကိုတဘာဝအတိုင်းဖြစ်တည်ရှိနေတာကိုတဘာဝလို့ဆိုရမယ်ဓမ္မဆိုတာကတော့ကိုယ်နဲ့ဝန်းကျင်ငြိမ်းချမ်းဖို့လူတွေကျင့်ဆောင်ရမယ်တရားလို့ဆိုရပါမယ်ဖယဲသီးချိုတာတဘာဝပါဖယဲသီးချိုတာမချိုတာထဲမှာတရားလည်းမပါဘူးမတရားလည်းမပါဘူးဓမ္မလည်းမဟုတ်ဘူးအဓမ္မလည်းမဟုတ်ဘူးဖယဲသီးချိုတာမချိုတာဟာတဘာဝပဲအဲ့ဒီဖယဲသီးကိုစားတဲ့အခါချိုတဲ့အတွက်ကြောင့်မစားဘဲမနေနိုင်တန်နန်းတတာဖြစ်နေတယ်ဆိုရင်လူမှမငြိမ်းချမ်းတော့ဖယဲသီးကမချိုလို့ဒေါသတွေထွက်နေတယ်ဆိုရင်လေအဲ့ဒါလူကိုမငြိမ်းချမ်းစေတော့အဲ့ဒီဖယဲသီးစားတဲ့အထက်မှာကြိုက်ချင်းမကြိုက်ချင်းကနေလောဘဒေါသတွေဖြစ်ချင်းမဖြစ်ချင်းကတော့တရားမတရားတွေလို့သိမြင်ရမယ်ဒီတော့ထပ်ရှင်းရရင်ဖယဲသီးချိုတာမချိုတာကသဘာဝဖယဲသီးချိုခြင်းမချိုခြင်းကြောင့်ကြိုက်ချင်းမကြိုက်ချင်းတွေဖြစ်ပြီးတော့လူမဆင်းရဲအောင်တတိနဲ့ကျင့်ဆောင်ရတာကဓမ္မလို့ဆိုရမယ်မြင်တတ်တဲ့မျက်လုံးနဲ့မြင်စရာတွေထိတွေ့လာတဲ့အခါမြင်တာဟာသဘာဝလို့ဆိုရမယ်အဲ့ဒီသဘာဝမြင်တတ်တာနဲ့မြင်စရာဆုံလို့မြင်ယုံမြင်တဲ့အထက်မှာတရားရောမတရားရောဓမ္မရောအဓမ္မရောမပါသေးပါဘူးအဲ့ဒီမြင်တဲ့အခါနှလုံးသွင်းမှားခြင်းမှန်ခြင်းကြောင့်လူမှာလောဘတွေဒေါသတွေကြိုက်ချင်းမုန်းခြင်းတွေဖြစ်နေပြီဆိုရင်တော့အဲ့ဒါတရားရှိခြင်းတရားမရှိခြင်းတွေဖြစ်လာတာလို့ဆိုရမယ်အဲ့ဒီမြင်တာတွေအပေါ်မှာလောဘဒေါသအကြိုက်အမုန်းတွေမဖြစ်ပေါ်အောင်ကျင့်ဆောင်ရမှာကဓမ္မဘောမြင်တဲ့အပေါ်လောဘဒေါသအကြိုက်အမုန်းတွေဖြစ်လာရင်လူမငြိမ်းချမ်းရမှာကကိလေသာကြောင့်ဖြစ်တဲ့ဒုက္ခဆင်းရဲပဲအဲ့ဒီဆင်းရဲတွေမဖြစ်ပေါ်အောင်ကျင့်ဆောင်ရတာဟာဓမ္မပဲဒီတိုင်းမှာပဲခန္ဓာရလာတော့မျက်စိနားနာရှာကိုယ်စိတ်တွေရလာတော့မြင်တာတွေကြားတာတွေနားနာတွေစားတာတွေထိတာတွေသိတာတွေဖြစ်ပေါ်နေကြမှာဆိုတာသဘာဝပါပဲအဲ့ဒီမြင်တာကြားတာနားနာစားတာထိတာသိတာတွေအပေါ်မှာလောဘဒေါသအကြိုက်အမုန်းတွေအဘိဇ္ဇာဒေါမနတတွေမဖြစ်အောင်ကျင့်ဆောင်ရမှာကဓမ္မလို့ဆိုရမယ်သဘာဝဆိုတာကပင်ကိုယ်အတိုင်းဖြစ်တည်ရှိနေတဲ့အရာဓမ္မဆိုတာကလူတွေကျင့်ဆောင်ရမယ့်အရာခန္ဓာရလာလို့အိုနာသေးတွေဖြစ်တာယောဂါတွေရတာသဘာဝအဲ့ဒီခန္ဓာကိုအိုနာသေးတွေဖြစ်လို့ယောဂါတွေရလို့စိတ်ဆိုးစိတ်နာစိတ်ဘူးစိတ်ပြတောကပရိဒေဝတွေမဖြစ်အောင်ကျင့်ဆောင်ရမှာကဓမ္မစားစရာတွေစားတာကသဘာဝစားစရာတွေရဲ့ခြူတာချင်တာခါတာဖန်တာဆိုတာတွေကလည်းသဘာဝအဲ့ဓာတွေကိုစားတဲ့အပေါ်မှာအကြိုက်အမုန်းတွေမဖြစ်ပေါ်အောင်အလွန်အကျွံတွေမဖြစ်ပေါ်အောင်တတိနဲ့ပညာဥသိပြီးကျင့်ဆောင်ရမှာကဓမ္မစားတဲ့အပေါ်ကြိုက်တာမကြိုက်တာတွေတတိမပါအလွန်အကျွံတွေဖြစ်လာတယ်ဆိုတာကအဓမ္မအဲ့လိုဖြစ်လာလို့လူမှမငြိမ်းမချမ်းဖြစ်လာရတာကတရားမရှိခြင်းကြောင့်ရတဲ့ဆင်းရဲဒုက္ခလို့သိမြင်မိတယ်လောကထဲမှာလူဖြစ်လာတော့လူဟာဝဉ္ဉဉ်သဘာဝတရားကြီးနဲ့ဆက်ဆက်ပတ်သက်ပြီးထိစပ်နေရတာကသဘာဝပါပဲအဲ့ဒီထိစပ်ပတ်သက်နေတဲ့ဝဉ္ဉဉ်နဲ့သဘာဝတွေအပေါ်လောဘဒေါသမာမာနအကြိုက်အမုန်းတွေမဖြစ်ပေါ်အောင်ကျင့်ဆောင်ရမှာကဓမ္မအဲ့ဒီလိုကျင့်ဆောင်မှုကြောင့်လူမှငြိမ်းချမ်းနေရတာကဓမ္မရဲ့ကောင်းကျိုးလို့ဆိုရမယ်လူဟာဝဉ္ဉဉ်သဘာဝတရားကြီးနဲ့ဆက်ဆက်ပတ်သက်ပြီးတော့ထိစပ်နေမှုအပေါ်လောဘတွေဒေါသတွေအကြိုက်အမုန်းတွေဖြစ်နေပြီဆိုရင်တော့အဲ့ဒါအဓမ္မပဲတရားမရှိဘူးလို့ဆိုရမယ်အဲ့ဒါလိုအကြိုက်အမုန်းတွေလောဘဒေါသတွေဖြစ်နေလို့လူမငြိမ်းမချမ်းဆင်းရဲပူလောင်တောကပရိဒေဝတွေခံစားနေရပြီဆိုရင်တော့အဲ့ဒါလူမှတရားပြက်လို့တရားမရှိတဲ့
တရားမရှိလို့ရတဲ့ဆင်းရဲဒုက္ခလို့ဆိုရလူမှာတရားမကိန်းလို့တရားအထိန်မရှိတဲ့အခါမဗရာမြေလူခဲ့ရတာမဟုတ်လားအဲ့ဒါလို့မဗရာမြေလူတာဟာမျက်လုံးကြောင့်နားကြောင့်မဟုတ်ဘူးတကယ်တော့သဘာဝရဲ့အဖြစ်အပျက်တွေအပေါ်မှာတတိမကိန်းလို့အထိန်မပါတော့တဲ့အခါမဗရာဟာမြေလူခဲ့ရတာမဟုတ်လားအားလုံးသဘာဝနဲ့ဓမ္မကိုစာရေးသူသိမြင်သလိုလေးတင်ပြကြည့်ရင်တာဖြစ်ပါတယ်အားလုံးသဘာဝဆိုတဲ့လူမှာဓမ္မဆိုတာတွေကိန်းလို့ငြိမ်းချမ်းခြင်းတွေရရှိခံစားနိုင်ကြပါစေလို့ဆန္ဒပြုခဲ့ပါတယ်